Hello မင်္ဂလာပါအားလုံးကျွန်မကတော့ဒီနေ့10မိနစ်ချက်နေတယ်အိမ်မှာ3ယောက်စာ10မိနစ်ချက်တာစံတစ်ခွက်ကိုတညလုံးရေစိမ်ထားမယ်ကောင်းရင်းစံပြီးတော့ထညက်ကြိုလိုက်မယ်ထညက်က6လုံးထည့်ထားတဲ့စံတစ်ခွက်ပဲဆိုတော့နိုးစီဘူးတစ်ခွက်လောက်ဆိုတော့စံပြီးတော့တညလုံးရေစိမ်ထားတဲ့စံကိုထမင်းအိုနဲ့တည်လိုက်မယ်ခုနကကြိုထားတဲ့ထညက်ဂျိုနဲ့ပြီးကြတော့ရေနဲ့ရောပြီးတော့ထမင်းတဲတယ်လို့ပဲပုံမှန်ထမင်းစားတယ်လို့ထမင်းတဲတယ်လို့ပဲစကောင်းရင်းဆန်ကိုချက်လိုက်တဲ့ထမင်းအိုးထဲမှာပြီးတော့ကျမကတော့စီထိန်လည်းရတယ်ကျမဒါပေမဲ့ကျမကတော့ထော့ပက်အရင်ကြိုက်တယ်ဆိုတော့ထော့ပက်တစုံလောက်ထည့်လိုက်တယ်ပြီးတော့ထမင်းတဲလိုက်တယ်ဟိုနည်းနည်းစားလဲထည့်ရတယ်စားလဲထည့်ပြီးတယ်ပြီးတော့ထမင်းအိုးနဲ့ထမင်းတဲလိုက်တယ်ကြက်ကြက်လေးနွေနွေလေးနူလေးဖြစ်သွားပြီကောင်းရင်းဆန်ကတော့အရန်စားလို့ကောင်းတယ်အယောင်လည်းလာတယ်ထညက်ရည်နဲ့ဆိုတော့ပြီးတော့ကောင်းရင်းဆန်ထမင်းကျက်သွားပြီဆိုတော့ခဏလေးတစ်နာရီလောက်အေးထားလိုက်တယ်ပြီးတော့ဟိုဘက်မှာစီထဲပြီးတော့မြေပဲကိုလောတယ်ကျမကတော့မြေပဲတစ်မျိုးပဲထည့်တယ်အုံသီးထည့်ရင်လည်းရတယ်အုံသီးအရန်ကောင်းတယ်ပြီးတော့နန်ထည့်လို့လည်းရတယ်အုံသီးနဲ့နန်နဲ့ဗာလဲမြေပဲ3မျိုးထည့်လို့ရတယ်ကျမကတော့တစ်မျိုးပဲထည့်တယ်အဲ့ဒါကတော့ဂျင်းလော်နေတယ်ဂျင်းကနည်းနည်းလေးရှည်ရှည်လေးပြီးတော့ကောင်းရင်ခုနချက်ထားတဲ့ကောင်းရင်ကိုထည့်တယ်ပြီးတော့10မိနစ်ထိုးတယ်တော်တော်လေးထိုးပေးရတယ်နူးနူးလေးဖြစ်တောင်ထိုးပေးရတယ်10မိနစ်ထိုးပြီးပြီဆိုရင်တော့ပကံထဲမှာခုနလော်ထားတဲ့မြေပဲကိုထည့်လိုက်တယ်အပေါ်ကနဲ့ထည့်ပြီးတော့နှမျိုးရောပြီးတော့ထိုးတယ်ပြန်ထိုးတယ်ပြီးတော့ကျမကတော့ first time လုပ်တာပါဒါအိမ်မှာစားခြင်းလို့အရင်စားလို့ကောင်းတယ် easy လဲ easy ဘာမှလုပ်เสียမလို့ခက်လည်းမခက်ဘူးအေးအေးဆေးဆေးနဲ့ချက်လို့ရတယ်အိမ်မှာစားဖို့အတွက်ကတော့ပြီးတော့ဗကန်ပြန်နဲ့ထည့်ပြီးတော့အေးခန့်နဲ့3နာရီလောက်ထားပြီးတယ်အပြင်မှာပဲအုပ်ဆောင်နဲ့အုပ်ပြီးတော့ရသွားပြီကျမထမင်းကအခုလီးပြီးတော့စားလို့ရပြီဒီမှာအရန်စားလို့ကောင်းတယ်တမီးကတော့အရန်ကြိုက်တယ်လွယ်လေးနဲ့အိမ်မှာပဲကိုဖာကိုချက်စားလို့ရပါတယ်ထမင်းအရန်ကောင်းတယ်စားလို့အရန်ကောင်းတယ်စားကြည့်ပါလုပ်ကြည့်ပါကိုဖာကိုလုပ်လို့ရတယ်